သာသနာထွန်းနဲ့တို့မြမပြည်စဗုဒီပါလက်ရတောင်ကျွန်းမာတီထူးမြတ်သည်ဘုံတကူကျွယ်သည်အတူမရှိတဲ့ဗုဒ္ဓဇံပေသာသနာတော်ထွန်းမေဒီသူတော်ကောင်းတရားတွေအမှန်မစိတ်သုံးတဲ့တို့တိုင်းပြည်အကျင့်စရဏတွေအထူးကောင်းဖို့လိုအပ်သည်သူတော်ကောင်းကြီးတွေအမှန်မစိတ်သုံးတဲ့တို့တိုင်းပြည်ဝိဇ္ဇာဆောက်ရှောက်မိုင်းမလို့အနေရကင်းမြည်မကောင်းသူပဲကောင်းသူကဲမမတဲ့ဝရစိန်တနည်းတရားဆောင်တဲ့ဖယားသာသနာတော်ခရီးမာတီယုံယုံကြည်ကြည်ယရနာသုံးပါးစီကံ